用也家也啊，人家来的，用也家也人的，把人来说，用啊表的，面说了啊表样的，你亲的sorry 家表的，没用的啦。面说啊生呀，你用啊表表，毛不面说啊表样，对吧？俺姐啊表样对啦，俺家表表没表样说把门地路了。你家表的，给俺တို့ဒီလောက်ညင်းနေရမနက်ကညနေရောက်နေပြီငါတို့ပြီးမှမဟုတ်အဲ့တော့လားချင်းသေးစီကိုငါတို့သွားမယ်တော့ဘရင်ချင်းသေးစီကိုသူတို့သွားပြီးတော့မေးတယ်မြက်ကအစိမ်းလားအပြာလားဆိုတာအဲ့ဒီယုံကရောက်တာနဲ့စပြီးတော့ပြောတော့ချင်းသေးမင်းဒီကြားကတော်တော်တုံးနေကြပဲသူကမြက်ကအစိမ်းရောင်လို့ပြောတယ်ကျွန်တော်မနဲ့ထင်းကနေသူ့ပြောတာအခုချိန်ကြီးလက်မခံမြက်ကအပြာရောင်ဒီကြားကအရက်မိုက်မဲတဲ့အတွက်ကြောင့်မလို့သူ့တရားစီရင်ပေးပါဒီတောထဲမှာသူဟောင်ပွားလောက်တာကြာဒါကြောင့်မို့သူ့တရားစီရင်ပေးပါအဲ့နဲ့ချင်းသေးရတခါလေးပြောတယ်တေးချတယ်ဒီကြားသိမ့်မိုက်မဲတဲ့ကြားပဲကြားမျက်လုံးပြူသွားကြားမျက်လုံးပြူရင်ဘလို့ပုံလဲတော့ကျွန်မမသိဒါမဲ့သူနားနဲ့မယုံနိုင်ပညာရှိတယ်ခေါင်းဆောင်လို့သဘောထားတယ်ချင်းသေးကမျက်ခင်းပြတယ်လို့ပြောလိုက်တော့မျက်ခင်းပြတယ်လို့တော့မပြောပါဘူးဒီကြားကတော်တော်မိုက်မဲတဲ့ကြားဆိုသဘောတူတယ်တဲ့အဲ့နဲ့ကြားကတော်တော်မိုက်မဲတဲ့ကြားဖြစ်တဲ့အတွက်ကြောင့်ငါ3လသူ့ကိုအချုပ်ချမယ်အဲ့နဲ့ယုံကပျော်ပြီးတော့အိမ်ပြန်သွားတဲ့ခါမှာကြားကချင်းသေးကိုမေးချင်းသေးမင်းခမရယူနေလားကျွန်တော်ကမျက်ခင်းကစိမ့်နေဆိုတာပြောတာအမှန်ပြောတာလေဘာဖြစ်လို့ကျွန်တော်အချုပ်ချချင်းသေးကပြောအေးမျက်ခင်းကစိမ့်တာငါသိတယ်ဒါပေမဲ့မင်းကအရေးမကြီးမလောက်လေးမလောက်စားယုံနဲ့တနေကုန်ညင်းအောင်မင်းအဲ့လောက်ထိမိုက်မဲရလားမျက်ခင်းကစိမ့်တာငါတို့အားလုံးသိတယ်အဲ့ဒီကိစ္စနဲ့ယုံနဲ့တနေကုန်ညင်းအောင်မင်းကအဲ့လောက်ထိမိုက်မဲရလားမင်းရဲ့မိုက်မဲမှုတော့ငါအချုပ်ချတာမင်းအဲ့တယောက်စကားပြောတာဘာလို့သင်ခံစားနေရတာလဲခေါင်းနဲ့မထဲနဲ့သူချိတ်တာပြောပါလေးစေသူကယုံမယ်တေးသေးလေးလက်လေးနဲ့တောက်လိုက်ပါဇက်ထဲကိုထည့်လိုက်တလုံးစာပဲရှိတယ်တနေကုန်ထိုင်ပြောစရာမလိုဝါးစားလိုက်လို့ရအဲ့ဒီအကောင်နိုင်မို့စူးစမ်းနေတယ်အဲ့ဒီသေးသေးလေးကိုသင်နိုင်မို့စူးစမ်းနေတယ်ဒီတဲ့ပိုပြီးကြီးရဲ့အောင်မြင်မှုတွေသင်ယူဖို့လိုသေးတယ်ဒါကြောင့်မလို့လူတွေလာပြီးတုံတိုက်တဲ့အခါမှာလူတွေနဲ့တိုက်တဲ့တိုက်ပွဲတွေကိုသင်ဖြေရှင်းရမယ့်ပုံစံပါလဲဆိုတော့လစ်လူရှူလိုက်ပါမေ့လိုက်ပါခံစားမနေနဲ့ကြော်သွားလိုက်ပါခံစားတော့တကယ်ခံစားဒါပေမဲ့ထားခဲ့လိုက်ခွင့်လွတ်လိုက်မေ့ပြစ်လိုက်